ဒီတက်သေးဟုတ်ကဲ့ဒီတက်ဆိုငါသားဒီကနေဆိုနီးလေး ဆိုနေဆိုရှမလိုက်ပို့ပေးလေ မပို့ပေးဘူး ဟာဘာဖြစ်လို့လဲ နီးလို့ဆရာမဟိုခရီးနီးဆိုမပို့ပေးဘူးဟိုခရီးဝေးမှလိုက်ပို့ပေးတာ ဒါဖေကျွန်တော်တို့မော်လမြိုင်လေတက်စီကိုတွားအောင် အေးသား နေလည်းပူကန်တယ်နော် ဟုတ်တယ်ဗျ ကျွန်တော်တောင်းပိုင်းငှားပြီးတွားလိုက်ရင်ကောင်းတယ်မ ကောင်းလို့လား ကျွန်တော်ပတ်စံပါတာတိတ်မသိစင်နော် ဩတည်ရဖြစ်တည်ရလေ โอเคအော်ဟိုမှာတောင်းပိုင်းဒီ အေးသား အဲ့ဒါပဲငှားပြီးတွားလိုက်မယ် အေးကောင်းတယ်ကောင်းတယ် ဟုတ်ကဲ့ပတ်စံပါတာတိတ်မပေးသိစင်နော် ဟောဖေးမှာအားပါဘူးအားလဲ ဟုတ်ပြီဦးလေးတောင်းပိုင်းအားလား ဟဲ့ဘယ်ကဦးလေးတော့ အော်ဆီယမတောင်းပိုင်းစွဲနေတာလား အော်အေးဟုတ်တယ်ငါသားဟိုဟာဝမ်းစာတော့မဟုတ်ဘူးပေါ့ငါသားရဲ့ဟိုဆရာမမစွဲလိုက်ရလေဘာမှမဖြစ်ဘူးအိမ်မှာဒီတိုင်းရထားလို့ရှိရင်ဘက်ထရီကိုဝမ်းမှကြောက်လို့အဲ့နည်းနည်းလေးပတ်မောင်းကြည့်နေတာဒါနဲ့ငါသားဘယ်သွားဖို့လဲ ဟောမော်မြန်လီတက်စီမှာလေစိတ် ဘာဟောပိုရန်မောဟော ဟောအေး ဟဲ့ဘာတွေပြောနေအောင်မလို့ဟမ် မဟုတ်ဘူးအဖေကဈေးစစ်နေလို့ ငလေးအခုပဲသွားမှာတော့ မော်လမြိုင်လေတက်စီကို ဒီတက်သေး ဟုတ်ကဲ့ ဒီတက်ဆိုငါသားဒီကနေဆိုနီးလေး ဆိုနေဆိုရှမလိုက်ပို့ပေးလေ မပို့ပေးဘူး ဟာဘာဖြစ်လို့လဲ နီးလို့ဆရာမဟိုခရီးနီးဆိုမပို့ပေးဘူးဟိုခရီးဝေးမှလိုက်ပို့ပေးတာ ဘယ်မှာရှမလေးပို့ပေးပါအောင် ဒီလိုလို့ငါသားတို့နှစ်ယောက်တည်းမှာဘယ်သူမောင်းတက်လဲ အဖေတော့မောင်းတက်တယ် ဖေးမောင်းတက်တယ်အဲ့ဒါဖေးမောင်းခိုင်းလိုက်ဆရာမနောက်ကနေထိုင်စီလိုက် အဖေပဲမောင်းပေးလိုက်ပါဦး ကိုကြီးဟာဖြည်းဖြည်းမောင်းနော်ကျမသုံးမရအခုမှအစ်စ်ကျမကြောက်ဝထားပေးရ ဆရာမအရှင်းမကွမ်းစားလေးတွေ့လို့စရင်ခဏဆင်းဝင်အောင်မယ်နော် ကိုရဆိုင်ဝင်မယ်ဆိုလို့ချင်းဟိုနားတိနာဝင်လို့ချင်းကျမတမီနစ်ကို1000ယူရနော်ကိုရဆိုင်မှာဆိုလို့ချင်းအနည်းဆုံး9မိနစ်တော့ကြာမှာမလား900နဲ့ပါလဲဆိုတော့9000တော့ကြာမှာနော် extra ကြေးပေးရမယ် အဖေမဝင်နဲ့တော့လေ အဲ့တော့သဘောပဲနေသမောင်းဒါနဲ့ငါသားတော့၄0ပါသားလို့ပို့တယ် အော်ကျွန်တော်မိမယူကိုစိုက်နေစင်တာတော့ဝယ်မလို့ ဟဲ့ငါသားမိမယူတော့မှာ ဒါဟုတ်လေ အမလီငါတပည့်များတေးသေးလေးလို့ထင်တာအကြီးကြီးဖြစ်နေကြပြီတော့ဟိုလူကောင်ကြီးတာကိုပြောတာပါအမလီအသား၄0စီမှာစိတ်သွားဝယ်ပို့လား ရှမအတိစိတ်ရောင်းနေဆိုင်နေပါတယ်ရှိတာ ကျမအတိဆိုင် ဟုတ်ကဲ့ အော်ရှိတယ်လာကျမလိုက်ပို့ပေးမယ် ဟုတ်ကဲ့ကဲလာငါသားလာ အားကြောက်ပန်း ဟုတ် လိုက်ရင်တော့ဒီလိန်ရှင်းနေ အေးပေါ့ ညောင်းဟကတိုင်ရမကြီးတယ်ဒီဘောဟကအောင်လိန်နော် ကဲလာငါသားတို့ဒီမှာစိန်တွက်ဆိုလို့ရှိရင်မွန်ပြည်နယ်ရဲ့အကြီးဆုံးစိတ်ဆိုင်ဂျုံဝက်တီရှိတယ် အော်ဒါရှမအတိဆိုင်ဆိုင်လား ဟုတ်တယ်လေငါသားဒါဆီယမအတိစိတ်ဆိုင်ပဲလာကြိုက်တာကြည့်လို့ရတယ် ဟုတ်ကဲ့အပါဘယ်မင်းတော့ကြည့် ပုံပဲကြောက်ကိုကဲ món à ရမောင်းနဲ့ mọi người là đạo ဘယ်မငေးရ không cười cười làm ta အရန်ကအပရကလင်ဘေးကြိုင်မဆက် đó rồi vậy Bà chả đi nhậu cả hẳn ညောက်ပနာဆောင် cho đó like đi tàu nha nhà cả nhau sau thì chơi nhà cả nhau nan đâu à thì đỡ cái lên cho cò bao sưởi nè ကဲသမီးတို့ရှင်းပြပြီးပါလား đấy ယူမလားမယူလား ဟာရှမတိဆိုင်ကိုရှမပြောတာ ဟုတ်တယ်လေဒါဆီယမအတိဆိုင်ပဲဟိုဆီယမအမျိုးသားဆိုင်ဆီယမအမျိုးသားဆိုင်ဆိုဆီယမဆိုင်တော့မဟုတ်ဘူးလေ ရှမတောင်းမင်းဆွဲတာမဟုတ်ဘူးလား ဟုတ်တယ်လေငါသားရဲ့သုံးပေးရကြတော့ရန်ဖန်ရန်ခါမပါအပျော်သဘောအနေနဲ့ဆီယမအနေနဲ့ကပတ်ဆက်မလို့ဘူးလေ အော်အဲ့ဆိုဒါလေးကဘယ်လောက်လဲ သမီးဒါလေးဘယ်လောက်လဲ là thọ 2000နဲ့ငါသားဟိုငါသားယူမယ်ဆိုလို့ရှိရင်2000နဲ့9000ပဲပေး ဟာ9000ဘယ်ကပို့လာလဲ သုံးဘိန်းကလေတို့ငါ့ကိုသုံးဘိန်းကမပေးရသေးဘူးလေ ပုံမင်းက9000မှာ ဟုတ်တယ်အဲ့တော့ငါနောက်ကထိုင်စီလို့နော်နင်းဖေမောင်မိစီလို့ငါမောင်ရင်3သိန်းလောက်ပေးရမှာ တတသား